မိဘကြီးကိုပါတော့ဗျာနော်ဒီပြင်ပါအခုဘာတွေဖြစ်နေလဲဆိုတော့ကလေးတွေကငှက်ဖျားယောဂတော်တော်လေးဖြစ်ကြတာဗောနော်ဒီနှစ်ကမနှစ်နဲ့မတူဘူးကျွန်တော်အခုဒါခီးသွားနေညမအိပ်အောင်ခီးသွားနေတာအခုကခီးသွားနေနေဝမ်းနေစရာကောင်းတာဗောနော်ကိုနဲ့တူဒီဒေါ်လာရေးမှာအတူတူရှင်တန်ပြီးတော့မှဖြတ်တန်းလာခဲ့တဲ့အကူတယောက်ပေါ့နော်သူကတော့တီးဆရာပါဖာတီကိုပေါက်ကအခုပဲဖုန်းဝင်လာတယ်ငှက်ဖျားကြောင့်ဆုံးသွားပြီတဲ့နော်ဒီနေ့ငှက်ဖျားတော်တော်ဆိုးပါတယ်ကျွန်တော်တို့ကဒီငှက်ဖျားနဲ့ပတ်သက်တဲ့ဒီယောဂခံစားနေရတဲ့အရာတွေကိုချက်ချင်းကြားချင်းကျွန်တော်တို့မှာဒီချင်းစည်းတို့ဘာတို့ပေါ့နော်အဲ့ဒါတွေလည်းဒါကျွန်တော်တို့အမြန်ဝယ်ပြီးတော့မှအရေးပေါ်ကျွန်တော်အခုဒီအခြေအနေကိုပဲကြည့်မိဘညီကိုမောင်နှမတွေသိအောင်ပေါ့ဒါညာကြီးနော်ညာကြီးအရေးပေါ်အင်မတန်ဝေးလံသောခီးကိုကျွန်တော်တယောက်ထဲသွားရတာဒါပေမဲ့အခုလမ်းကြီးမှာပဲစိတ်မကောင်းကျွန်တော်တို့ရဲ့အရန်ရင်းနီးသောချစ်ခင်သောတီးဆရာဖာတီကိုပေါ့နော်ကိုတူလေးရပေါ့နော်ကျွန်တော်ကိုပေါ့ဆိုတာမှားမှဆိုလို့ပေါ့နော်တီးဆရာဖာတီကိုပေါ့ကိုတူလေးရပေါ့နော်ဆုံးသွားပါပြီအင်မတန်စိတ်ရင်းပြေးသွားတဲ့ကိုပေါ့ပါတီးဆရာကိုပေါ့ပေါ့နော်တီးဆရာကိုပေါ့ကိုတူလေးရပါအခြေအနေကအဲ့ဒါကြောင့်ငှက်ဖျားစီးပေါ့နော်ငှက်ဖျားတောက်စီးတို့နော်ဖူးစီးမြိုင်တောင်မှတောက်စီးပေါ့နော်အရေးပေါ်အမြန်ဘယ်မှာရမလဲပေါ့အဲ့ဒါအရန်ကျွန်တော်တို့အရေးကြီးလိုအပ်ပါတယ်လို့နော်အဲ့တော့ကျွန်တော်တို့ဒီမှာအဖွဲ့အစည်းတွေအများကြီးရှိပါတယ်ကျမ်းမာရေးအဖွဲ့အစည်းတွေအများကြီးရှိပါတယ်နော်ကျွန်တော်တို့ဒီကင်းပြည်နယ်မှာဆိုလို့ရှိရင်ကျမ်းမာရေးအဖွဲ့အစည်းတွေအများကြီးရှိတယ်နော်တော်တော်များများပေါ့နော်ဒီဘာဖြစ်လို့ငါပြားစီနဲ့ပတ်သက်ပြီးကျွန်တော်ပြောတယ်အကူကြီးတောင်းတယ်တူဦးတီလီမှာတော့မဆက်သွယ်လာအင်မတန်လို့ပါလို့ကျွန်တော်ပြောတယ်ကြောက်ခုခီးမနာတော့ပါဘူးခီးဆက်သွားမှာပါရှင်ထဲမှာလည်းစိတ်မကောင်းပါဘူး